အရန်ကိုတန်ဖိုးရှိတဲ့နင်းပညာဗဟုသုတလေးတွေမြောက်ပါမယ်ဗျာအိမ်မှာချင်းတွေကြွက်တွေတော်တော်များများအကောင်တွေအရန်ကိုတောင်းနေတယ်ဆိုရင်ဒီနည်းအတိုင်းလုပ်ပါတစ်ချင်းတွေကိုက်နေတယ်ဆိုရင်ခွဲတစ်ခုထဲမှာကြက်သွန်ဖြူဂျင်းစားရှယ်လကိုက်ထိတ်မှာချင်းလာတဲ့နေရာကိုခြားထားလိုက်ပါချင်းတကောင်တော့မှလာတော့မှာမဟုတ်ပါဘူးနဲ့ဒီလိုမျိုးပိုးဟက်တွေကိုဒီလိုမျိုးရတာအရန်ကိုအာကူတို့များပါတယ်ဒီကောင်တွေကိုသဘောဝနီးနဲ့မောင်းထုတ်လို့ရပါတယ်ငါပြောသည့်အခွန်ကိုကချီလက်နဲ့ဒီလိုမျိုးလီးလိုက်ပါပြီးတော့ရင်သကြားကိုထည့်ပါဆက်ပြောက်ကိုထည့်ပါ3 4ချက်5ချက်15ချက်လောက်မွေပြီးသွားရင်ပိုးဟက်လာတဲ့နေရာကိုချလိုက်ပါပိုးဟက်တကောင်တော့မှလာတော့မှာမဟုတ်ပါဘူး3ဆန်ပေါ်မှာဒီလိုမျိုးအကောင်တွေတိုက်မှရန်ကိုဒုက္ခရောက်နေတယ်ဆိုရင်ကြက်သွန်ဖြူဂျင်းခွားကြောက်စီကိုထည့်လိုက်ပါပြီးရင်ဒီလိုမျိုးအုပ်လိုက်ပါခွားကြောက်စီမရှိမထည့်ပါနဲ့ပြီးတော့ရင်တော့ဆန်တဲကိုထည့်လိုက်မယ်ဆိုရင်တကောင်တော့မှအဲကောင်တွေလာတော့မှာမဟုတ်ပါဘူးလေအိမ်မှာကြွက်တွေကရန်ကိုတောင်းနေတယ်ဆိုရင်ဒီကြွက်တွေကိုတက်တက်လုံးမောင်းထုတ်တဲ့နည်းရှိပါတယ်ပကံတစ်ခုထဲမှာဆန်ကိုထည့်ပါပြားရည်ကိုထည့်ပါတကြားကိုထည့်ပါဆက်ပြားရည်ကိုထည့်ပါအရက်နည်းနည်းလေးထည့်ပါအရက်နည်းနည်းထပ်ပြီးတော့ဒီကောင်မွေလိုက်ပါပြီးရင်ဒီအရည်တွေကိုပကံတစ်ခုထဲမှာထုတ်လိုက်ပါပြီးရင်အဆန်ပေါ်မှာစီနည်းနည်းလေးလောင်းမှဒီလိုမျိုးမွေလိုက်ပါအကျွက်ကလာစားမယ်ဆိုရင်အကျွက်ကအိမ်ကနေထွက်ပြီးတော့မှလုံးဝတေးချပါတယ်ဒီလိုမျိုးဗဟုသုတဗီဒီယိုတွေနေ့တိုင်းကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်အကောင့် follow လုပ်ပေးထားဖို့မမေ့ပါနဲ့အားပေးတဲ့တန်ငယ်ချင်းများအားလုံးကိုကျေးဇူးပါကျွန်တော်ပြတဲ့ဟာတွေထဲမှာအသုံးတက်မဲ့ဟာတွေရှိရဆိုရင် comment မှာ yes ဆိုပြီးမှမဲပေးပါ